ဆရာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ take ရဲ့အသုံးပြုနည်း၃မျိုးကိုဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဆရာတို့က take ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်လူတစ်ယောက်ကိုနေရာတစ်ခုကနေတခြားတစ်နေရာကိုလိုက်ပို့ပေးတယ်လို့ပြောချင်တဲ့အခါမှာဆရာတို့က take ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ဥပမာလေးတွေနဲ့အတူကြည့်အောင် number 1 I take my kids to school every morning I take my kids to school every morning ငါရဲ့ကလေးတွေကိုမနက်တိုင်းကျောင်းကိုလိုက်ပို့တယ်ငါရဲ့ကလေးတွေကိုမနက်တိုင်းကျောင်းကိုလိုက်ပို့တယ်ဟုတ်ပြီနော်ဆရာတို့ number 2ကိုလိုက်ကြည့်အောင် He took me to the airport yesterday He took me to the airport yesterday သူမနေ့ကငါ့ကိုလေယာဉ်ကွင်းကိုလိုက်ပို့ခဲ့တယ်သူမနေ့ကငါ့ကိုလေယာဉ်ကွင်းကိုလိုက်ပို့ခဲ့တယ်ဟုတ်ပြီနော်ဆရာတို့ number 3ကိုဆက်ကြည့်အောင်Can you take me home ဟုတ်နော် Can you take me home မင်းငါ့ကိုအိမ်ကိုလိုက်ပို့ပေးလို့ရမလားမင်းငါ့ကိုအိမ်ကိုလိုက်ပို့ပေးလို့ရမလားဟုတ်ပြီနော်ဆရာတို့ကပထမဆုံး take ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်လူတစ်ယောက်ကိုနေရာတစ်ခုကနေတခြားတစ်နေရာကိုလိုက်ပို့ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က take ကိုအသုံးပြုလို့ရပါတယ်ဒုတိယတစ်ခုဆရာတို့က take ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တခုခုလှုပ်ဆောင်တာရဲ့ကြာမြင့်ချိန်ကိုဖော်ပြတဲ့အခါမှာလည်းပဲဆရာတို့က take ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ဥပမာလေးတွေနဲ့အတူကြည့်အောင် number 1 it takes 15 minutes from my house to the train station by bus it takes 15 minutes from my house to the train station by bus ကျွန်တော်အိမ်ကနေဘူတာရုံကိုဘတ်စကားနဲ့15မိနစ်ကြာတယ်ကျွန်တော်အိမ်ကနေဘူတာရုံကိုဘတ်စကားနဲ့15မိနစ်ကြာတယ်ဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် It took 2 weeks for me to finish this report It took 2 weeks for me to finish this report ဒီ report ကိုပြီးဖို့ကျွန်တော်အတွက်2ပတ်ကြာခဲ့တယ်ဒီ report ကိုပြီးဖို့ကျွန်တော်အတွက်2ပတ်ကြာခဲ့တယ်ဟုတ်ပြီနော်ဆရာတို့နောက်ဆုံးတစ်ခုကိုကြည့်အောင် How long does it take from Hledan to Sule by bus How long does it take from Hledan to Sule by bus Hledan ကနေ Sule ကိုဘတ်စကားနဲ့ဘယ်လောက်ကြာလဲHledan ကနေ Sule ကိုဘတ်စကားနဲ့ဘယ်လောက်ကြာလဲဟုတ်ပြီနော်ဒုတိယတစ်ခုဆရာတို့က take ကိုဘယ်အချိန်ဒီမှာအသုံးပြုမလဲဆိုရင်တခုခုလှုပ်ဆောင်တာရဲ့ကြာမြင့်ချိန်ကိုဖော်ပြတဲ့အခါမှာလည်းပဲဆရာတို့က take ကိုအသုံးပြုလို့ရပါတယ်တတိယတစ်ခုဆရာတို့က take ကိုဘယ်အချိန်ဒီမှာအသုံးပြုမလဲဆိုရင်တနေရာကနေတခြားတနေရာကိုတခုခုယူသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က take ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ဥပမာလေးတွေနဲ့အတူကြည့်အောင် Can you take this book to your room Can you take this book to your room မင်းဒီစာအုပ်ကိုမင်းအခန်းထဲကိုယူသွားပေးလို့ရမလားဟုတ်ပြီနော်မင်းဒီစာအုပ်ကိုမင်းအခန်းထဲကိုယူသွားပေးလို့ရမလားဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် I took an umbrella because it was raining I took an umbrella because it was raining မိုးရွာနေတာကြောင့်မို့လို့ကျွန်တော်ရဲ့ထီးကိုယူခဲ့တယ်မိုးရွာနေတာကြောင့်မို့လို့ကျွန်တော်ရဲ့ထီးကိုယူခဲ့တယ်ဟုတ်ပြီနော်ဆရာတို့နောက်ဆုံးတစ်ခုကိုကြည့်အောင် He took my phone by mistake He took my phone by mistake သူကမှားပြီးတော့ကျွန်တော်ရဲ့ဖုန်းကိုယူသွားခဲ့တယ်သူကမှားပြီးတော့ကျွန်တော်ရဲ့ဖုန်းကိုယူသွားခဲ့တယ်ဟုတ်ပြီနော်နောက်ဆုံးတစ်ခုဆရာတို့က take ကိုဘယ်အချိန်ဒီမှာအသုံးပြုမလဲဆိုရင်ဟုတ်ပြီနော်ပစ္စည်းတစ်ခုကိုတနေရာကနေတခြားတနေရာကိုယူသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က take ကိုအသုံးပြုလို့ရပါတယ်